ဒီမိကုန်းလေးမေးပေးတဲ့အကိုကျေးဇူးများတင်ပါတယ်ရှင်မြစ်စုဒါတော့ဘာကြောင့်မစားတော့ခဲ့လဲဆိုမြစ်စုနည်းနည်းလေးပြောပြမယ်မြစ်စုကတနေ့ကိုဖုန်းသုံးပြီးအလုပ်လုပ်ရအဲ့တော့လေမျက်ရိုးကိုက်တဲ့ဒီမျက်လုံးနာတဲ့မျက်မှန်အမြဲတမ်းတက်ရတယ်ပေါ့နော်အာယုံကြောအားနေတာဆိုးတာဇက်ကြောတိလားဇက်ကြောတွေတောင့်တင်းပြီးတော့လေမြစ်စုဘလို့မှမနေနိုင်တော့အဲ့ဒီမှာမြစ်စုကမျက်မှန်တက်လုပ်တဲ့ခါကျတော့သူကပြောတယ်မြစ်စုကိုအာယုံကြောအားနေနေတာအဲ့မြစ်စုအာယုံကြောဆေးရှာတောက်တယ်တောက်တော့မြစ်စုကဆေးနံလို့မတောက်နိုင်တာတကြောင်ဆေးဆိုနေ့စဉ်မတောက်နိုင်တာတကြောင်ပေါ့နော်အဲ့ဒါနဲ့ဒီဥစ္စာလေးကိုကြီးညာတာတွေ့တော့သူကရေနွေးလို့တောက်ရင်းနဲ့အာယုံကြောယောဂဝေဒနာကိုတတ်တာစီတယ်ဆိုအရန်သဘောကျတော့မြစ်စုစမ်းတောက်တယ်မြစ်စုဒီဗီဒီယိုမှာခဏပြောတဲ့အတိုင်းပဲနော်မြစ်စုလေးထုံမြောက်မှာမြစ်စုအကျော်တိတိစာပြေလာတာသိလားအခုမြစ်စု15ရက်တလက်စာတောက်ပြီးသွားတဲ့အချိန်မြစ်စုမျက်မှန်လွတ်သွားတယ်တော်တော်လေးကမှမျက်လုံးလေးတော်တော်လေးအဆင်ပြေကြီးလေးပြန်ကောင်းလာတယ်ပေါ့နော်တဲ့မြစ်စုရဲ့ဒီအိမ်မပြောတဲ့ယောဂါဒါနဲ့တက်တာသွားတာဒါဒီတိုင်းရင်းစေးဆရာမကိုလည်းထူထားတာပါရှင်ဒီထုတ်တဲ့စက်ယုံဒီမြန်မာတိုင်းနိုင်ငံလုံးမှာလက်ချိုးရည်လို့ရတဲ့တိုင်းရင်းစေးဝါလက်မဲ့ရပြီးသားစက်ယုံကလည်းထုတ်ထားတဲ့ဖြစ်ကြောင့်လို့မြစ်စုကိုယ်တိုင်ကလည်းစိတ်ချချနဲ့တောက်သုံးတာပါမြစ်စုကိုယ်တိုင်ကလည်းစိတ်ချချနဲ့ပြန်ပြီးတော့ရောင်းတာပါရှင်မြစ်စုလိုယောဂဝေဒနာရှိတဲ့သူတွေကိုပြန်ပြီးကုညီချင်တဲ့အနေနဲ့ share လုပ်နေမြစ်စုကပြန်ရောင်းပေးတာပါအဲ့တော့စိတ်ချလက်ချတောက်လို့ရပါတယ်ရှင်လုံးဝဆိုးကျိုးမရှိပါဘူးရှင်သူ့မှာဘသူတွေမတောက်ရဆိုတဲ့အညောမှာအဲ့အညောကလွဲရင်ကျန်တဲ့သူတွေအားလုံးကအဆင်ပြေပါတယ်ရှင်အဲ့တော့မေးပေးတဲ့အကိုကျေးဇူးများတင်ပါတယ်ရှင်